Hello. Hello. Take over.
စားသူလာရင်ကြွေးကြရင်မကောက်ပြောက်ရင်မရှာဒါနာကောင်းမှုပြုတယ်နေလူနေရဲ့ကြည်ပါဗျာမမမင်းခမရနဲ့ကျုပ်နဲ့တိုင်းငန်းလေးလေးလိုက်တာဖြင့်ကျလို့မင်းတို့ဒါပေါက်ကံပြည့်စုံဘယင်းတော်ထားကအတင်တို့ငါရဲ့တိုင်းပြည်နဲ့တခွင်အတွင်းမှာဖြင့်ဘာသာရေးသာသနာရေးပညာရေးလူမှုရေးစီးပွားရေးနဲ့တင့်တယ်ဒီစွာရှိမရှိဘူးဝင်းမင်းနဲ့ကြွကြွထွက်လာရတာကိုဗျမောမောထွက်လာရတဲ့အကြောင်းရင်းကိုလည်းဝင်းမင်းနဲ့တည်ပြီးတော့မရှိပါဖေ။ခင်ဗျားတို့ကျိုးတို့ရောက်ရှိလာတာမိသားစုအလူဝင်းမင်းရဲ့မောမောဝင်းမင်းရဲ့မရှိလာပြီဆိုရင်လည်းသူတို့တွေကကလန်ထားတယ်တဲ့အင်းကဖိတ်စာလေးဖတ်ကြည့်လိုက်ပြန်တော့ရှင်ပြူနာတာလူတော်မင်္ဂလာပိတ်ကြတော့ဖိတ်ကြလောဆိုပြီးအနန္တနန္ဒငါးပါးဥထိတ်ထားပြီးမိသားစုအလူတော်ပဲလေလာကြည့်ရတော့ဆိုရင်တော့ရာဆိုင်တော်မင်္ဂလာပါလေလူသားတို့ခေါ်နတ်သားတို့ခေါ်အလူရဲ့ကျက်တွေပြောစီနာလို့ဆိုတဲ့ကဲ့ပြောစီနာနဲ့တခါတခါရက်ကဘုံပြုတ်နေတာလည်းကြားရတယ်ဘူးဗျာဒါရမကရောဦးကြောင့်ကိုရှုကြည့်နေဆိုရင်လေဘယ်မင်းဒီပထိုးချောင်းကရက်တိမ်ချောင်းတင့်တယ်ခံရလာလို့ဗျာဒါကဘာသာရေးနဲ့သာသနာရေးကိုင်းဆိုင်တဲ့ဒေသကြီးလို့ခေါ်ဆိုရပါလိမ့်မယ်။ဒါရမကလေယာကိုင်းကျုံကိုပြန်ကြည့်ကြဆိုရင်လေဂျုံကြီးပဲကလေးပဲကြက်တော်စီမြေဩလာမာလကဘာမကျန်အမန်တတာချစ်တဲ့ခါရီစိုက်ပြီးပြိုးထောင်လိုက်ပါစီပွားရေးပိုင်းလူလေးမရှိဘူးဒီအမတန်မှပြည့်စုံတဲ့ရက်ရွာကြီးပေါ်ဗျာအာရမကကြေးရွာကိုတဖန်ပြန်ကြည့်မယ်ဆိုလဲတိုက်ကအဆောက်အုံတိုက်တော်မင်္ဂလာအိမ်တော်မင်္ဂလာတွေကလည်းခံရလို့လူမှုဆက်ဆံရေးပြန်ကြည့်ရတော့လေကြေးရွာရဲ့ရပ်ပြီးရပ်ဖာအုတ်ချုပ်ရေးကောင်းလို့လားမသိဘူးဗျာပြောပါဦးမမလားဝင်းမင်းမြင်တာပေါ့ဝင်းမင်းရဲ့မင်းကြီးကဧကန်ကြီးမှာတိမ်တိမ်မုံမွေငင်းငင်းသက်သက်မြန်မာတို့ရဲ့လူကြီးချင်းမှုနဲ့အကြိုက်မန္တလေးတက္ကသိုလ်စိတ်ရပြီးဧကန်ကြီးကိုနားဆင်လိုက်တာလေကြက်ပြန်မကစီကားပိုက်နေအလူတော်မင်္ဂလာကြီးကပြောရမကောင်းဘူးလားပြောတရားကောင်းတာပေါ့ဝင်းမင်းရဲ့ဝင်းမင်းမဲ့စဉ်းတော်ကြည့်လေဗျာအေးဗျာဘာပါလိမ့်ဘာပါလိမ့်ရက်ရွာဤကြက်တရေကျောင်းကံဖယားမှာနေတဲ့မမကျောင်းကံဖယားဤကြက်တရေကြတော့